လက်ကြံတော့အတုခဲလက်ကြံလွေနိုင်သမျှလွေနိုင်သမျှဟာအထီနာသမျှဟာဝိပါကပါတဲ့လာခဲ့ဒီဘက်ကလာလို့တော့စကန်နဲ့ကိုခိုးအောင်လုပ်လိုက်မှာလာခဲ့မာယာမနောကာလာလကစိုက်ကြည့်တဲ့ခါမတော့ဘာမှကောလာတီတကလာတာချင်းနဲ့ထုမှလို့ပြောထားတာခါမတော့ဘာမှကောမာလာရတော့မနော်မာယာမနောကာလာလကစိုက်ကြည့်တဲ့ဒီတကမအာမနဲ့ဒီတကလာဒါကထုပြမှာတာချင်းနဲ့မာယာမနောကာလာလကတာကြည့်ရနာမာယာမနောခွေးတိုးပေါက်ကနေပြီးနက်ပြည်တက်ချင်လို့မရဘူးထူးကန်ကျော်အလိုများရည်သလားဗျာဟင်တောင်းရောင်ဆောင်တဲ့ကြီးဟာကြီးပဲဘယ်တော့မှတောင်းဖြစ်မလာဘူးကြီးပြန်မေးအဲ့ဒါကိုမင်းမြဲမြဲမှတ်ထားလိုက်အဲ့ဒါဘာဖြစ်နေရလဲသူတို့ရီးကြည့်နာရီးမရလို့တော်တော်ကိုကကြင်ဟာအကကျင်တာပေါ့ဗျာအဲ့ဒါဆိုတလုံးမယ်ဘယ်လဲလောကလာမင်းသမီးရဲ့ကလာမင်းသားရဲ့မြန်မာမင်းသားရဲ့မြန်မာဆိုင်ရဲ့ပေါင်းပြီးတော့ဟေးတရုတ်ကားရိုက်မယ်ဩမဖြစ်နိုင်တာထားပြောပြီမြန်မာကားရင်လည်းမြန်မာကလာကားရင်လည်းကလာကားမြန်မာမင်းသားမြန်မာကားရိုက်တာဘယ်သူမှအထင်မကြီးဘူးကလာမင်းသမီးကလာကားရိုက်တာဘယ်သူမှအထင်မကြီးဘူးအထင်မကြီးဘူးကလာရဲ့မြန်မာရဲ့ပေါင်းပြီးတော့တရုတ်ကားရိုက်မှလူစိတ်ဝင်စားမှာဖြစ်နိုင်တာလည်းပြောပါကွယ်ဒီပုံစံကြီးကိုကဲတရုတ်နာမည်သွားပေးအောင်ခင်ဗျာဘယ်လိုစဉ်းစားထားတော့ဘယ်လိုပေးမလို့ပြော तू ကတရုတ်မင်းသမီးကြီးဘယ်လိုစီရွှဲရွှဲရွှွန်စီရွှဲရွှဲရွှွန်တရုတ်မင်းသမီးစီရွှဲရွှဲရွှွန်မင်းကကြတော့တရုတ်မင်းသားကြီးဘယ်လိုဖေရှုံခံတရုတ်မင်းသားကြီးဖေရှုံခံအဲ့ဒါဆိုလို့ရှိရင်တို့ကနာမည်ပြောင်းလို့ရှိရင်ဒါရိုက်တာလည်းနာမည်ပြောင်းရမယ်ပြောင်းမယ်လေဒါရိုက်တာနာမည်ကြတော့ရှာဖေးရှေးပါလောက်ပါနဲ့တကယ်အဲ့တော့စီးရွှဲရွှဲရွှွန်ဖေရှုံခံတရားကြတော့တော်ချောတရုတ်နာမည်သူ့ကြမှာတော်ချောပြောသွားတာကြားလားတော်ခေါ်တဲ့တော်ချောလို့ညအဲ့တော့တရုတ်မင်းသမီးရဲ့တရုတ်မင်းသားရဲ့တရုတ်စာရေးဆရာဒရိုက်တာရဲ့ပေါင်းပြီးတော့တရုတ်ကားရိုက်ပါဆိုတော့ညမအဆိုင်သာဖြောက်တရုတ်တီလုံးလေးတိုတိုလေးချင်းတွေ့တဲ့အခန်းရိုက်မှာနော်တရုတ်တီလုံးတိုတိုလေးတဲ့တိုတိုလေးဟေးအားတော့ကြီးမတော်နဲ့လေနည်းနည်းလေးတော့စာတန်းထိုးချိန်လေးရအောင်တော့ရှည်ဦးမှာပေါ့ရတယ်လို့တရုတ်မင်းကြီးရှင်းနေတော့ခါတယ်။အော်ကျုပ်ကကျုပ်တာဝန်ကြံသေးလားလို့ဒီကရပြီလို့တော့ဇက်လက်ရိုက်အဲ့မှာတရုတ်မင်းသမီးနဲ့တရုတ်မင်းသားတို့ရဲ့ချင်းတွေ့တဲ့ဇက်ဝံကတရုတ်မင်းသမီးကစမျော်မယ်မျော်လို့မှမကြွေးရင်လူစားမယ်ဩရီးစားမျော်တာလေမျော်မယ်ဩမောင်လှထားတာကြည့်ပါအောင်အခလေးပြန်မျောမယ်တရုတ်မင်းသားကိုမျောမယ်။အော်မောင်ခုချင်းကြီးလည်းမလာသေးဘူးမောင်ကဘယ်လာပါမလဲ။မောင်ကယောက်ျားကြီးကိုအချိန်တော်ကြာနေပြီ။ချိန်ကြာနေပြီဒီတကလာခဲ့တရုတ်မင်းသမီးလေးအကြောင်းသိစီရမယ်။စိတ်ဆိုးသွားတဲ့အချိန်မှာတရုတ်မင်းသားကြီးဖေရှုံခါရှေ့သွားမယ်တော့မြင်းနဲ့လာမယ်မြင်းစည်းတာမြင်းနဲ့လာမယ်ဟိုးရပြီဟေးရပြီလိုအပ်နေတဲ့မြင်းကမနေဘူးဖြစ်နေတယ်ဆရာမြင်းမနေရင်မြင်းမွာဆင်းအောက်ရောက်သွားပြီရပြီလေကိုတခါမြင်းကနေတဲ့လူကမနေကျင်တော့ဘူးအဲ့ဒါဆိုလဲစာမောင်လေးစာမလို့အော်ရုံပဲအထွေးကြောက်တယ်ဘာရမအဲ့ဒါအီကိုကွဲသွားအဲ့မှာလာမယ်တရုတ်မင်းသားကြီးဖေရှုံခံကတရုတ်မင်းသမီးလေးရဲ့ပခုံးကိုလက်ကလေးနဲ့တုတ်ပြီးတော့ပြောမယ်ဟဲ့စီရွှဲရွှန်နင်းချောင်ရှင်းချီပါဖင်မဲပြောင်းဟ
ဟောင်းဟောင်းဟောင်း ဒီကအဲ့ဒါဘာပြောတာလဲ တရုတ်မင်းသားပြောလိုက်တာတခြားမဟုတ်ပါဘူးဂျင်းနဲ့သေးတဲ့ချစ်ရပါတော့ချစ်သူရဲ့မင်းချစ်သူမောင်တယောက်နောက်မှရောက်နေပြီမောင်ကိုလှည့်ကြည့်ပါအောင်လို့တရုတ်လိုပြောလိုက်တာဖြစ်ပါတယ် ကောင်းလိုက်တဲ့တရုတ်စကား အဲ့ချိန်မှာတရုတ်မင်းသမီးကြီးစိတ်ရွှမ်းရွှမ်းရွှန်ကတရုတ်မင်းသားရဲ့တရုတ်မင်းသားဘာကိုလက်ညှိုးထိုးပြီးပြောမယ်ဟဲ့ဖင်ရှောင်းခံနင်းဖင်ရှောင်းရှောင်းကိုင်တိုင်ရှောင်းရှောင်းပေါ်လက်ညောင်စုဟူဟူဟူ ဟာကောင်းလိုက်တာ တရုတ်မင်းသမီးပြောလိုက်တာတခြားမဟုတ်ပါဘူးရှင်လိုချစ်သူတယောက်ကိုချိန်ထားပြီးဂရိသစ္စာမတည်တဲ့သူကိုကျမမုန်းတယ်လို့တရုတ်လိုပြောလိုက်တာဖြစ်ပါတယ်အဲ့ချိန်မှာပြန်ပြောမယ်တရုတ်မင်းသားကြီးဖင်ရှောင်းခံလက်ကလေးပခုံးမတို့ပြောမယ်ဟဲ့စိတ်ရွှဲရွှဲရွှန်နင်းဖင်ရှောင်းရှောင်းခံ ဟာ လူရှောင်းရှောင်းရှာတယောက်မှမတရီဘသူမှမရဟာဟာဟာ ကောင်းတာစကားတွေက တရုတ်မင်းသားပြောလိုက်တာတခြားမဟုတ်ပါဘူးကောင်းပြီပါလေခိုင်းလာတဲ့ကိစ္စလေးရှိသေးလို့နည်းနည်းလေးနောက်ကျသွားတော့မောင်ကိုခွင့်မလို့နိုင်ဘူးလားချစ်သူလို့တရုတ်လိုပြောလိုက်တော့တရုတ်မင်းသမီးကဒေါသထွက်သွားတယ်ဟင်မိဘတွေလောက်တော့ကျမကိုတန်ဖို့မထားရကောင်းလားဆိုပြီးမင်းသားရဲ့ပါကိုဖြန်းကနေတစ်ချက်ရိုက်လိုက်ပါတယ်ဟမ်ဘာဖြစ်တယ်မပြီးပြင်းဘူးဟလား အာဆရာပြီးပြင်းနေဒီတက်တာပြီးပြင်းလဲကျွန်တော်အန်သွားကြည့်အောင်မကြံတော့တယ် အဲ့ချိန်မှာမင်းသားဒေါသထွက်သွားတယ်ဟင်ငါအမျက်တနိုးထားတဲ့ပါညနေမှာစင်နှင်းခံရတဲ့ပါ ခြေတော့ကြည့်ကိုအနေ နေမတော့ထိရကောင်းလားဆိုမင်းသားကဒေါသထွက်ပြီးတော့ပြန်ပြောမယ်ကိုမနာပါဘူးချီရဲ့အဲ့ချိန်မှာမင်းသမီးကစိတ်တိုးသွားတယ်ရှင်ကျမကိုရွဲ့တာလားဆိုပါ့ကိုဘဲပြန်ညာပြန်သုံးချက်ဆင့်ရိုက်တယ်အဲ့ချိန်မှာမင်းသားမျက်နှာပြက်သွားတယ်မျက်နှာပြက်ပြီးတော့လက်ပြက်တယ်လက်ပြက်ပြီးခြေထောက်ပြက်တယ်နှစ်ဖက်လုံးပြက်တယ် ကြက်ဆရာပါကြံသေးတော့ ဒေါသထွက်သွားပြီးလက်သီးဆောက်လက်မောင်းတန်းပြန်ပြောထက်ရိုက်ပါအောင်ချီရဲ့ ထက်တောင်ရိုက်ခိုင်းနေပါလား မင်းသမီးကဒေါသထွက်သွားရှင်ကျမကိုရွဲလာတယ်များနေပြီလူပုံလည်းမှာရွဲလာဆိုမင်းသမီးကဒေါသထွက်သွားပြီမင်းသားကောင်းကွဲအောင်ရိုက်မယ်ဆိုဒုတ်ရှာတယ်မင်းသားတောင်းပန်တယ်တောင်းပန်